everyone 大家好ဒီနေ့အလုပ်ကပြန်ဖျားပန်းဝင်ဖြစ်ပါတယ်ဒီဆိုင်လေးမှာကပန်းမျိုးစားစုံစုံနေရှိရတော့မဟုတ်ပေမဲ့အလုပ်နဲ့လည်းနေတော့အမြဲဝင်ဖြစ်နေကြဆိုင်လေးပါဒီနေ့ carnation ပန်းလှလှလေးတွေ့ရနေပဲအဲ့ပန်းလေးပဲဝယ်ဖြစ်ခဲ့ပါတယ်တပွင့်တရောင်လုံးနဲ့အယောင်စုံလေးဝယ်ဖြစ်ပါတယ်carnation ပန်းလေးတွေကိုတကယ်ပါလုံးနီးပါးကမိခင်နဲ့သားသမီးကြားချစ်ချင်ကိုစားပြုတဲ့ပန်းကလေးလို့သတ်မှတ်ကြပါတယ်ဘာလို့လဲဆိုတော့ခရစ်ယာန်ဘာသာမှာဆိုရင်ယေရှုခရစ်တော် Jesus ကကားစင်တင်ခဲ့တဲ့အချိန်မှာသူ့ရဲ့မေတော်ကငိုကြွေးပြီးတော့မျက်ရည်ကျရဲပေါ့နော်အဲ့မျက်ရည်ကျတဲ့နေရာမှာ carnation ပန်းလေးတွေကပွင့်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒါကိုအစွဲပြုပြီးတော့ carnation ပန်းလေးတွေကမိခင်နဲ့သားသမီးကြားကချစ်ချင်းမြတ်တာကိုဖော်ပြတဲ့ပန်းလေးလို့ဆိုပြီးတော့ Mother's Day မှာဆိုလို့ရှိရင်လက်ဆောင်ပြည့်နဲ့ပေးချလေးရှိပါတယ်ရှင်အမေရီကိုလက်ဆောင်ပေးဖို့ဆိုရင် carnation ပန်းလေးကိုတတိယလိုက်နော်